ငါတို့မေးကြမှာဆိုလက်သမီးတဲ့ပြောတဲ့လူတွေကြောင့်လည်းခုချိန်ကမပတ်သက်သေးတယ်သူကငါ့ကိုတက်ပြီးနေသွားတာကဖက်နှကြည့်နေ sorry ပြောလိုက်ပြီးတော့သူကတစ်ချက်ကြည့်တယ်ဟုတ်ပါတယ်သူကနာမည်ကြီးမော်ဒယ်ဝတ်ပုံစားပုံခေါ်တယ်စားရင်တောက်ရင်ဟော်တယ်ငါမှတော့အကျော်သေးအောင်အကျွေးတောင်းခံတော့ကွယ်တငယ်ချင်းတွေကငါ့ကိုတွေ့ဟောင်းကျွေးပြန်ဆောင်လေကွာလော်ရင်ခန်းလေးအောင်နဲ့လှပါတယ်သူအပြုံးလိုက်တဲ့တောက်ပါနေအောင်သွားမှစိတ်နေစီကုန်းရီပြုံနေလိုက်တိုင်းမှာငါမှစိတ်တွေပြီးဖုံကကြသွားမိတော့ဘာကြောင့်များလဲအချစ်လို့ပဲငါတီးအောင်မှာသူ့နှခမ်းဒီဘိုးတော်ငါဘက်ကလည်းမတက်နိုင်ပါကန်နေဆိုလည်းပဲရေဘိုးပြမရှိပါဘူးကွာစက်ထိုင်ကြသေဘိုးလေးကြိုက်တဲ့လုံးလို့သူအနာတော့ကတ်မထိုင်ပါအချစ်ကတန်းစားခွဲကြတဲ့ကြောင်စဉ်းစားမိတာရက်ဆိုင်မှာနေ့မှာငါဒီကနေကြပြားလေးတွေသူတောင်းလာတယ်သူကငါအားပေးသွားကြပြားကြီးအရန်ကိုကောင်းတာပဲတောင်းလာတဲ့ကြပြားလေးတွေငါသူ့ကိုပဲငါတောင်းတာအရင်အခုငါသူပြီးသွားအရန်ကိုကောင်းပါပဲဒီလိုနဲ့တရားမှာတော့ငါချစ်တဲ့အကြောင်းနဲ့ပြီးသွားတာချွတ်တဲ့ငါ့ကိုကြည့်ပြီးသူတို့ပတ်ဝန်းကျင်ကြည့်ကြမလားဒါပေမဲ့နားလေပါတယ်ငါတို့ဘဝတွေမညီမျှပါမထင်မှတ်ထားတဲ့အပြေကိုကြားတာသူစကားကကြည့်ကြပါမှာမိမိဘာကနေဘဝရဲ့ဇက်စရာပါဒါကြောင့်ငါ့လိုဖာတရားသေးဖို့ပဲဝဖြတ်ပါကွာဘာဖြစ်လို့များနေမှမရှိတာအမှတ်တန်ကြများငါ့လိုကောင်းလဲပေါင်းဖက်ရမှာနေအတွက်ကရှက်စရာပါတတိသမီးနဲ့စင်ရတာကမထိုက်တန်ပါဘူးတစ်ဖက်သက်ဆိုတဲ့ချစ်မီးနဲ့အမြိုက်ခံရသူသူ့ကိုရဖို့ငါမှမရှိပါတိုက်တရစာအခုလောကကြီးမှာအရေးကြီးဆုံးကပိုက်ဆံပါမဖြစ်နိုင်တဲ့လမ်းတစ်ခုကိုရှောက်ခဲ့တာပဲချစ်သူတိုင်းကလမ်းခွဲရမယ်ဆိုတာကြောက်ခဲ့တာမြဲငါတို့တူတူအိမ်မက်တစ်ခုကိုငါစောက်ခဲ့ပါတယ်ငါတို့ကြားကိုတောင်းပန်ပါတယ်ဝင်ရောက်မနှောက်ရှက်ပါနဲ့သူကငါအတွက်တော့ဘုရားကပေးတဲ့လက်ဆောင်သူနဲ့ရှင်ဟုတ်ပါတယ်တကယ်ကငါကအလက်ရောင်သူ့ကိုအလင်းရောင်မပေးသွန်းနိုင်တော့အရက်ကြောင်စိတ်အောင်နေကောင်းတာမရှိလို့ဝိုင်းတိုက်တာလက်ရှောင်ချယ်ရင်နဲ့ချယ်ရင်နေပြီးလာမင်းသားဆိုနေမင်းသွားပါရပါတယ်နေအတွက်ဆိုငါဘဝကိုချကင်းထားမှာလက်တွဲပြီးလမ်းလျှောက်ဘူးလို့ချင်နဲ့ပါရခင်များတော့ငါနှကမ်းမှာတွဲဖို့နေတာသူပေးဘူးတော့အနဲ့အချိုတွေနဲ့ရှင်မလွမ်းလို့နေတဲ့ဘလို့လမ်းလို့မမီခဲ့တဲ့ငါတော့ပန်းလို့ကျွေတဲ့မျက်ရည်ခမ်းလို့နေတဲ့ထရမောပန်းလို့နေတဲ့အရှင်တို့ခမ်းတို့တွေထဲမှာထရနန်းလို့နေတဲ့လင်ငွေနင်းမျက်ရည်တွေငါမချီရက်ပါဘူးဒီလိုရင်တဲ့အတွက်ဆိုငါအသက်ကိုပါရှူလွမ်းနေကြောင်ငါရင်ပတ်လက်ပေးချန်နေတဲ့ထားခဲ့လိုက်တော့မတိုင်းတာပါနဲ့ငါတို့နှစ်ယောက်ကြားပေးတယ်နေတဲ့